တဲ့တွေ့တဲ့အလုပ်ကိုရဆိုင်နိုင်ပြီဆိုတော့နိဗ္ဗာန်ချမ်းသာကိုခံစားနိုင်မှာပေါ့အဲ့လိုခံစားနိုင်မှုအတွက်သစ္စာ၄ပါးကိုစွန့်အောင်သမဏသစ္စာပေါ်မှာလည်းပယ်တဲ့တွေ့တဲ့အလုပ်တွေမရှိဘူးနိဗ္ဗာန်ကိုမျက်မှောက်ပြုတဲ့အလုပ်တွေလည်းမရှိတော့ဘူးမဲ့ကိုပွားများတဲ့အလုပ်တွေလည်းမရှိတော့ဘူးအဲ့၄ပါးလုံးကလွတ်ပြီဆိုလို့ရှိရင်ဒါချမ်းသာတဲ့နေရာကိုရောက်ပါပြီဘုရားရှင်ဆုံးဖြတ်တဲ့အတိုင်းအလုံးစုံသောဓမ္မအပေါင်းကိုဆိုသစ္စာ၄ပါးကိုမစွန့်လွတ်နိုင်တဲ့မြတ်ကလပ်ပတ်လုံးဘယ်တတ္တဝါရဲ့ချမ်းသာခြင်းကိုမှနတ်ပတ်တိငါဖျားမမြင်ဘူးတဲ့အခုသစ္စာထဲမှာလားသစ္စာလွတ်ပြီလားဆိုတာကျွန်တော်တို့စဉ်းစားရမှာပေါ့ဒါမှမဟုတ်နာဂုံကြီးနာဂုံငယ်မှာလည်းနောက်ဆုံးပိတ်ပြောတော့တာအဲ့ဒါပဲသောတာဧကဝိဇ္ဇသောတာပန်တို့ရဲ့အမြင်ကျွတ်တန်းဝင်သွားတဲ့ပုဂ္ဂိုလ်တို့ရဲ့နှလုံးသားပေါ့လားအသိဉာဏ်ပေါ့ဘယ်အချိန်မှာဟလားဘယ်ရသတွေကိုခံစားနိုင်တယ်လဲဓမ္မယတနဲ့ဝိမု ക്തി ယတဝိမု ക്തി ယတကိုခံစားနိုင်ပြီဆိုရင်ဒါဧကဝိဇ္ဇသောတာပန်တို့ရဲ့အသိဉာဏ်ဓမ္မယတတွေလည်းလာတယ်ဝိမု ക്തി ယတတွေလည်းလာတယ်ဟလားဓမ္မယတကိုသိတယ်ဓမ္မယတကိုမခံစားဘူးဝိမု ക്തി ယတကိုခံစားနိုင်ပြီဆိုရင်ဟလားဒါမှမဟုတ်ပူတာလည်းမရှိဘူးငြိမ်းတာပဲအေးတာတွေလည်းငြိမ်းတာမဟုတ်ဘူးအေးတာတွေကသောမနတဝေဒနာတွေအဲ့ဒါတွေဟာအစစ်မရှိဘူးဒါကြောင့်မလို့ငြိမ်းတာပဲငြိမ်းရအစစ်ပေါ့ငြိမ်းရအစစ်ကိုခံစားနိုင်ပြီဆိုလို့ရှိရင်ဒါဝိမု ക്തി ယတကိုခံစားနိုင်ပြီအဲ့ငြိမ်းအောင်လည်းအာမထုတ်ရဘူးဟလားရက်တန့်၍လည်းမနေပဲဆိုတော့သတိနဲ့အဲ့လိုခံစားနိုင်ပြီဆိုရင်ဧကဝိဇ္ဇသောတာပန်တယောက်ရဲ့အသိဉာဏ်ပဲဖြစ်ပါတယ်ဒါနာဂုံကြီးနဲ့နာဂုံငယ်မှာဒါဒီတိုင်းပဲဖြေခဲ့တာဖြစ်ပါတယ်နောက်တစ်ခါ၄ပါးကိုတပြိုင်တည်းပြုပြီး၄ပါးမှလွတ်ပါ၏လောအခုနောက်တော့ဘုရားရှင်သူ့ပြမနတ်သားကိုရွတ်ခဲ့တဲ့ပါဠိတော်ပေါ့နော်လုံးစုံသောဓမ္မအပေါင်းကိုဆွန့်လွတ်ခြင်းကိုဖယ်ထားပြီးပါဏိနာမြတိတ္တဝါရဲ့သူတိန်ချမ်းသာခြင်းကိုမှနတ်ပတ္တိငါဖျားမမြင်ဘူးအလုံးစုံသောဓမ္မဆိုတော့သစ္စာ၄ပါးကိုပြောတာပဲသဗ္ဗေဓမ္မာမနောဝဉ္ဇနာဓာတုယတံသမဏကနေသဓမ္မနာအာရမဏပစ္စယေနပစ္စယောဆိုတဲ့အာယုန်လေးပဲတော့တဲ့အဲ့အာယုန်သစ္စာ၄ပါးတွေကိုမစွန့်လွတ်နိုင်တဲ့မြတ်ကလပ်ပတ်လုံးဘယ်တတ္တဝါရဲ့ချမ်းသာခြင်းကိုမှငါဖျားမမြင်ဘူးกว่าတယ်